ပင်လယ်စာချိုက်တူရီအတွက်မဖြစ်မနေသွားတဲ့ဆိုင်လေးကိုတော့တိကျတယ်မလားမတိကျသေးရင်အဆုံးထိကြည့်သွားပြီနော်ပင်လယ်ကန်ချစ်ရောက်ခဲ့ပြီးတော့မှပင်လယ်စာတွေကိုလက်လက်ဆက်ဆက်စားချစ်နေဆိုရင်တော့ဒီဆိုင်ကိုမဖြစ်မနေသွားတဲ့ထဲမှာပါပါတယ်6ပစွန်ခနန်းကမလက်လက်ဆက်ဆက်ပင်လယ်ငါးတွေကိုတနေရာထဲမှာအစုံရွေးချယ်ပြီးစားတော့လို့ရရပါတော့တရုတ်စားတော့ဆိုင်ဖြစ်တဲ့အတွက်တရုတ်စတိုင်စီချွန်စတိုင်အစားတော့ရတဲ့ပုံစံများရပေါ့နော်တောင်မော်တူဆိုတော့လေပုံမှန်ပင်လယ်စာတွေစားလို့မရှိဘူးပေါ့နော်တောင်မော်ကပင်လယ်စာတော်တော်များများရေခဲရိုက်ထားတာများတဲ့အတွက်ရာဘာဒုံနေဝါနေရတယ်လို့အရတာမရှိဒါပေမဲ့ငွေဆောင်ရောက်ရင်တော့ဒီဆိုင်လေးကိုတော့လုံးဝမဖြစ်မနေသွားတယ်ဘာလို့လဲဆိုတော့ပင်လယ်စာတွေကအရန်လက်ဆက်ပြီးတော့မှချိုနေလို့ပါပဲအစာအရတာဒီမှမထည့်ပဲနဲ့ပလိန်ပေါင်ထားရဲ့နောက်မှာချိုပြီးတော့မှစားလို့ဒါပေမဲ့လေပင်လယ်စာဆိုင်သွားပြီးတော့မှလေဝက်သားတွေတော့ရှောက်မမနဲ့နော်ဒီဝက်နဲ့ယူကြော်လီမှလိုက်တာစီကြည့်ပြီးတော့မှပေါ့နော်နည်းနည်းလေးပဲပပြီးတော့တိတ်စားလို့အဆင်မပြေဘူးပေါ့နော်ကျန်တဲ့ပင်လယ်စာတွေကတော့အရန်နံပါတ်1ပါပဲရှင်နာမည်လေးကတော့ Blue Sky M3 ပေါ့နော် Escala Hotel ရှိမှဖွင့်မှာအစိမ်းလေးတွေကတော့ပုံမှန်မူရင်းဆိုတိတ်မရတတ်ဘူးပေါ့နော်ကမာစာချင်းနွေရာဒီဖက်သွားပါငွေဆောင်မှာအခြားကြိုက်တဲ့ဆိုင်လေးလည်းရှိတယ်နောက်ရက်မှာ comment လေးပြန်ပေးပါအောင်မယ်ရှင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါတတာ